အဲ့တော့တော်လည်းဘယ်တော့ပြီးမှလဲပြီးတယ်ဆိုတာဘယ်လိုပုံပြီးတာလဲပြီးတာနှမျိုးရှိအဲ့တော့ခင်ဗျားကတော့ပြန်လဲစူးစီးတယ်ဆိုတဲ့ကိစ္စကိုမရောက်ခင်ကျွန်တော်အရင်ပထမပိုင်းတစ်ပိုင်းဖြေရမယ်ဆိုတော့တော်လည်းကဘယ်လိုပြီးမှလဲဒါနောက်လေဘယ်တော့ပြီးမှလဲရေဘယ်လိုပြီးမှလဲနှမျိုးရှိတာဟုတ်ဗျာနှမျိုးရှိတာဟုတ်လားအဲ့တော့လောလောဆယ်ကဘယ်လိုပြီးတာလဲလေခမည်းဆောက်ကြောင်းလည်းမဟုတ်ဘူးကျွန်တော်ဆောက်ကြောင်းလည်းမဟုတ်ဘူးဘယ်တော့ပြီးမလဲလေခမည်းဆောက်ကြောင်းလည်းမဟုတ်ဘူးကျွန်တော်ဆောက်ကြောင်းလည်းမဟုတ်ဘူးဟာလားကျွန်တော်တို့ကကိုယ်ဆောက်ကြောင်းကိုဆောက်ရန်တော်လည်းပြီးအောင်လုပ်နေဖို့ပဲတော်လန်နေဖို့ပဲတော်လန်တဲ့လူတွေကတော်လန်နေဖို့ပဲပေါ့ဘယ်လိုတော်လန်နေလဲဆိုတာ your fucking choice ဘာလို့ပြီးမလဲဆိုတာခမည်းတို့အားလုံးမဟုတ်ဘူးတရားလေတယောက်တည်းနဲ့မပြီးဘူးတနနိုင်ငံလုံးဝိုင်းပြီးမှပြီးသွားမှာလူနည်းစုပဲအခုပြီးနေကြလို့မဟုတ်လူနည်းစုပဲတော်လန်နေလို့တော်လန်ကြီးရမပြီးသေးတာပေါ့အဲ့တော့ဘယ်လောက်ကြာမှပြီးမလဲဆိုရင်လူများမပိုင်ပါသလောက်မြန်မယ်လေတနိုင်ငံလုံးပိုင်ခဏလေးနဲ့မြန်တာပေါ့နှစ်ပတ်သုံးပတ်အတွင်းပြီးသွားတာပေါ့တနိုင်ငံလုံးတကယ်ကမ္ဘာတော်လန်ရေးတွေကမ္ဘာသမိုင်းမှာရှိခဲ့တဲ့တော်လန်ရေးတွေလိုမျိုးပြည်သူတရက်လုံးကရွချွန်ဟုတ်တယ်မလား NUG ဒီလေးခေါ်တော့statement ထုတ်ပြန်ချက်မှာရေးထားတယ်လို့မျိုးပေါ့လှဲနေတနိုင်ငံလုံးလှဲနေလှေအောင်မြင်းဆောင်မကြံရလက်နဲ့ဆွဲကင်ပြီးတော့ခုခံတော်လန်ကြပါတော့အဲ့လိုမျိုးတနိုင်ငံလုံးဆိုရင်တော့လှဲသူ statement တွေအတိုင်းလှဲနေလှေအောင်မြင်းဆောင်မကြံဆိုရင်တော့နှစ်ပတ်လောက်သုံးပတ်လောက်တွင်ပြီးသွားမှာပေါ့ဟုတ်တော့မြန်မာပြည်မှာတန်း90ကျော်ရှိတာဟုတ်ဗျာစစ်တပ်ကဘယ်နှတန်းရှိတယ်တော့ဗျာအဲ့တော့ဘယ်လောက်မြန်မလဲဆိုတာကဘယ်လောက်ပါဝင်လဲလူဘယ်လောက်မြန်လူငါတန်း90ကျော်မှာဘယ်နှတန်းပါဝင်တယ်လဲပုံမှန်မတည်တာဟုတ်ဘယ်လောက်မြန်ဒါကြီးကဘယ်လောက်မြန်ပြီးမလဲဘယ်လိုပြီးမလဲဆိုတာကဘယ်လိုဘယ်ပုံဘယ်စိတ်ဝိညာဉ်တွေနဲ့ဘယ်လိုနီးတွေသုံးပြီးတော့လုပ်ခဲ့တာလဲဆိုတာကဘယ်လိုပြီးမလဲဆိုတာပုံမှန်မတည်တယ်ရလက်ကအဲ့မှာထွက်ဘယ်လိုပြီးမလဲဆိုတာရလက်ကအဲ့မှာထွက်အဲ့တော့မှန်းလို့ရနေပြီဂျိုသားတွေကဒီပုံစံတိုင်းဆက်သွားရင်တော့ဝေါဒီကောင်းဆောင်နေနဲ့ဒီဗမာစောက်ကျင်းနဲ့ဒီတိုင်းဆက်သွားရင်တော့ဝေါဘလောက်ကြာအောင်မလဲဆိုတာကိုမှန်းလို့ရနေပြီဒီပြည်သူလူထုရဲ့ရေချိန်နဲ့ဒီပြည်သူလူထုရဲ့စိတ်တက်အခန့်အနေနဲ့ကြောက်တက်မှုတွေနဲ့ကျွန်တော်တစ်ခါပြောခဲ့သလိုပဲဒုက္ခတဲ့ပြပြပြဖြစ်ဖို့တောင်ကြောက်ပါတယ်ဆိုမှဒုက္ခတဲ့ပြပြပြဖြစ်ဖို့တောင်ကြောက်ပါတယ်ဆိုမှအဲ့တော့တယောက်ချင်းစီအဖြေတွေခင်ဗျားတို့ထားခဲ့ပါလားတယောက်ကလာတယ်မတင်ပါပြီးဖို့